ပြက်သားသိရင်ရဲကြီးပြက်သားလိုက်ပါအချိန်တစ်ခုရောက်ရင်အရန်အေးချမ်းတယ်သူများမထားနိုင်တဲ့စိတ်ကောင်းမျိုးထားပါသူများမရနိုင်တဲ့ကောင်းကျိုးတွေရလာပါလိမ့်မယ်မတော်တဆဆိုတာတစ်ခါနှစ်ခါပဲကောင်းတယ်ဒီထက်များလာရင်ရင်ဘတ်ထဲမှာအမာရွှက်တွေဖြစ်လာလိမ့်မယ်စိတ်ချမ်းသာခြင်းရင်တယောက်တည်းနေပါလောကမှာအပေါ်ယံတွေပေါ်လွန်းလို့ပါကိုယ့်အတွက်မကောင်းဘူးဆိုတဲ့အရာတွေအကျင့်တွေပတ်ဝန်းကျင်တွေကိုစွန့်ခွာခဲ့ပါတချို့တွေကိုမခေါ်တော့တာမဟုတ်ဘူးစိတ်သက်တိသွားလို့မပတ်သက်ချင်တော့တာပါငွေရှိလာအောင်ကြိုးစားပါတချို့ကလူကိုခင်တာမဟုတ်ဘူးငွေကြောင့်ခင်တာပါလူတိုင်းကြိုက်အောင်နေဖို့ဆိုတာခက်ပါတယ်ဒါပေမဲ့ကိုကြောင့်ဘယ်သူမှဒုက္ခမရောက်အောင်တော့နေပါတယ်လူတွေကချီမောရင်10မိနစ်ကဲရဲ့ရင်ခုနှစ်အကောင်းမြင်တာကတာရှည်မခံအဆိုးမြင်ရာတပ်ပံအလှလှုပ်ချင်ပါသလားကို့ဆွေမျိုးတွေကိုအရင်ကြည့်လိုက်ပါလှူဖို့လိုအပ်နေတဲ့သူတွေရှိနေတတ်ကြတယ်